Hello ဒီနေ့ကတော့နှွှေရဲ့ပိတ်ရက်ပါဒီဗီဒီယိုလေးကတော့နှွှေပိတ်ရက်မှာအိမ်မှာပဲနေပြီးသက်ရှင်တွေလောက်ထားတာကိုရိုက်ထားတဲ့ဗီဒီယိုလေးပါဘာမှတော့မဟုတ်ပါဘူးကိုကဗီဒီယိုလေးပုံမှန်တင်မယ်ဆိုပြီးတော့ဂတိပေးထားတော့ဘာရိုက်ရမလဲမသိတော့အိမ်မှာသက်ရှင်လောက်တဲ့ဗီဒီယိုလေးပဲရိုက်ပြီးတော့ပေါင်းပြီးတင်လေးလိုက်ပါတယ်တခြားအဲ့လိုတင်စီခြင်းနဲ့လုံးစီခြင်းနဲ့ vlog ပုံစံလေးရှိရဲဆိုလို့ရှိရင်လည်းအောက်မှာအကြံပေးခဲ့လို့ရပါတယ် comment မှာအကြံပေးခဲ့လို့ရပါတယ်အခုကိုဗီဒီယိုကိုပြန်ကြည့်ရင်လည်းမစဉ်းစားမိတာကတော့လေဟိုတနေ့ကလည်းအကူတယောက်နဲ့ပြောဖြစ်တယ်အသက်ပဲကြီးလာလို့လားမသိဘူးလို့ပိတ်ရက်ဆိုလို့ရှိရင်ကျတော့ဘယ်မှမသွားချင်ဘူးအိမ်မှာပဲအခန်းမှာပဲနားချင်တယ်ဆိုရဲစိတ်ကအပြည့်ရှိတယ်ဖြစ်နိုင်ရဘယ်မှမသွားချင်ဘူးပေါ့နော်ဖြစ်နိုင်ရနောက်ကြမှာထားပြီးလို့ရှိရင်ထားစားချင်တာမှာစားပြန်အိတ်ရုပ်ရှင်လေးကြည့်ပြန်ထားစားရေမိုးချိုးကောင်းရှော့ပေါင်းလေးပါလေးတင်ပြီးပြန်အိတ်မနေ့ကျရင်အလုပ်ပြန်သွားအဲ့လိုလေးပဲဖြတ်တန်းချင်တာပဲရောဒါပေမဲ့တပတ်လုံးဒီတစ်ပတ်ကလုံးဝရက်ဆက်အလုံးလောက်ထားတာဆိုတော့တစ်ပတ်လုံးဖွာထားတာတွေကိုအဲ့ဒီမှာပြန်သိမ်းရမှာပါနည်းနည်းနဲ့ဖွာထားတာတွေပါအားလုံးလည်းနှွှေနဲ့တူတူတန့်ရှင်ရေးလိုက်လောက်ကြရအောင်ပြောတာတော့မဟုတ်ပါဘူးအရန်ကြီးနားကျင်နေဆိုပေမဲ့လည်းအဲ့ဒီပိတ်ရက်မှာဒီလိုတန့်ရှင်လေးလုံးလိုက်ရတာလေနည်းနည်းလေးအိမ်အခန်းတန့်သွားတဲ့အခါကျရင်အကလုံးစစ်ရေးလေးဖြစ်သွားတဲ့အခါကျရင်လည်းကိုယ်စိတ်လေးလည်းအဲ့လိုပဲတန့်ရှင်းလေးနဲ့စိတ်နေလို့ပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့လိုဆိုတော့အားလုံးလည်းပိတ်ရက်ဆိုလို့ရှိရင်တော့တန့်ရှင်းလေးထားလုံးလိုက်ကြပါအဖို့ရှိပါတယ်အမတနေ့ကောင်တန့်ရှင်းလောက်ပါပါကြည့်ပါအခုကတော့အားဖြည့်ဖို့အတွက်အရင်ဆုံးကော်ဖီလေးအဝါဆက်မှာနှိပ်နေတာပါလက်တေးလေးတောက်ပါတယ်ဒီတောက်ပင်ကလက်တေးကိုတော့ရွှေကြိုက်ပါတယ်အမရေသွားထဲလာတာပါညကလေးကတောက်ဖို့ရေမရှိတော့တာအပြင်းတက်ပြီးသွားမထဲတာဒီမနေ့ကျမှသွားထဲရပါတယ်ကော်ဖီလေးတောက်ပြီးတော့ဘယ်ကနေဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားလိုက်ပါဦးမယ်ညအိတ်တာတဲ့စကတိပေါ်မှာတစ်ခါကြာလို့ရှိရင်အိတ်မပြောရင်ဆိုဖာမှာပဲအဲ့လိုလာအိတ်ပြတယ်ဆိုဖာမှာအိတ်လိုက်လို့ရှင်နည်းနည်းလေးအချိန်ရပြီအိတ်လိုက်ပြီးအိတ်ပြောပြီးဆိုတော့ကတိဝင်ပြောင်းသွားဘာကြက်လည်းမသိဘူးဆိုဖာမှာအိတ်ရတာကြိုက်
မိဖို့ချောင်းအကောင်ရှင်းပြသွားပြီဆိုတော့အခန်းထဲကအင်ကြီးရှင်းရမှာပါဒီကောင်းမြတ်ညနာတောက်တာတဲ့တ िश ူနဲ့ခွန်းနေပါဗီဒီယိုအပ်ဒိတ်ရင်းနဲ့ကြည်နေတာ
တချင်းသုံးပုတ်ပြီးသွားတယ်ကျမတန့်ရှင်လောက်တာအခုရှိမပြီးသေးပါဘူးဒါဘေးစင်နဲ့ပိုထိုင်မရှိသေးတယ်ရေချိုးကမစီရသေးဘူးအဲ့ဒီကျန်းနေလဲဟိုမှာဆေးရည်နဲ့ဖြန်းပြီးတော့ပြီးမှလာပြီးတော့ထပ်တိုက်ရပါတယ်အဲ့ဒါလည်းဗီဒီယိုမရိုက်နိုင်တော့ပါဘူးပြီးလေအဝတ်လျှော်တာနဲ့မီးဖို့တိုက်တာတွေလည်းမလုပ်ရသေးဘူးဒါတော့မှမီးဖို့ဒါကအင်ဂျီလာရုပ်တာပါအင်ဂျီရုပ်ပြီးတော့အဲ့ဒီရုပ်ထားတဲ့အင်ဂျီတွေခောက်ပြီးတော့မှမီးဖို့တိုက်မလို့ပါဒါပေမဲ့ခောက်တဲ့အဆင့်ပဲရောက်လိုက်ပါတယ်မီးဖို့တိုက်တဲ့အဆင့်နဲ့အဝတ်လျှော်တဲ့အဆင့်အောင်မရောက်လိုက်ပါဘူးပြင်ပန်းပြီးတော့အိပ်ပျော်သွားပါတယ်ပြန်လို့လာတဲ့အခါကျတော့မိုးချုံနေပြီဆိုတော့အဲ့ဒါထမင်းစားပြီးတော့ပြန်အိပ်လိုက်ပါတယ်ရေမိုးချိုးပြီးတော့အဲ့ဒါပါပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြလို့ရှိရင်ပြန်တွေ့ပါမယ်အဆုံးထိကြည့်ပေးရတဲ့ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မအတန်သွင်းလို့လည်းပြီးပြီအဲ့ဒီမှာဗရန်ဒါကြီးလေးတစ်ပြက်စီလဲရှာပါတယ်သူတန့်ရှင်လုံးလို့မပြီးသေးပါဘူးစက်ကြည့်ပေးလိုက်ကြပါဦးကျွန်မတော့အိပ်ပါပြီတထ